notes value တွေကိုကောင်းနေလို့ပြီးတော့ user တိခတ်တဲ့အခါမှာတပိမှာ notes သုံးလုံးတိခတ်တာချင်းတူတူပဲမယ်အဲ့ note triplet နဲ့ gallop reverse gallop တို့ရဲ့မတူညီတဲ့ကွဲပြားမှုတွေကိုလေ့လာကြည့်မယ်ပထမဆုံးတစ်ခုကတော့ gallop ဆိုတာတော့အဲ့ note တစ်လုံးနဲ့ 16 note နှစ်လုံးကိုဒီတပိထဲမှာပဲရအောင်တိခတ်တာဥပမာ1 and 2 and 3 and 4 and 1 and 2 and 3 and 4 and အဲ့တော့တပိထဲမှာပဲသူက note သုံးလုံးတီးတာဒါပေမဲ့ triplet မဟုတ်ဘူးအဲ့ note triplet မဟုတ်ဘူးအဲ့ note နဲ့ 16 note နှလုံးတွဲခတ်တီးတာဒီလိုမျိုးမှတ်ရင်လည်းရတယ် 1e and r2e and r3e and r4e and r မှာ 16 note ဒုတိယတစ်လုံး e ကို skip လုပ်ပြီးတော့တီးလိုက်တယ်ဥပမာ 1e and r2e and r4e and r အဲ့မှာ e ကို skip လုပ်လိုက်တော့ 1 and 2 and 3 and 4 and 1 and 2 and 3 and 4 and 2 3 4 1 and 2 and 3 and 4 and 1 and 2 and 3 and 4 and 1 and 2 and 3 and 4 and 1 and 2 and 3 and 4 တပိမှာ note သုံးလုံးတီးပြီ note သုံးလုံးတီးပြီမယ်ဒါ triplet မဟုတ်ဘူး gallop တီးတယ်လို့ခေါ်တယ်နော်အဲ့ note ရင်တီးမယ်ပြီးတော့မှ16 note နှလုံးတီးမယ်16 note လေးလုံးမှာ e ကို skip လုပ်လိုက်တာလည်းတူတူပဲနောက်တစ်ခုကတော့ reverse gallop ကလည်းတပိမှာ note သုံးလုံးတီးတယ်ဒါပေမဲ့ gallop မှာတော့1 and 2 and 3 and 4 and တီးတယ်ဒါပေမဲ့ reverse gallop မှာကျတော့ 1e and 2e and 3e and 4e and ဆိုပြီးတော့16 note လေးလုံးမှာနောက်ဆုံး up လို့အတန်ထွက်တဲ့ a ကို skip လုပ်လိုက်တယ်အဲ့တော့ပထမဆုံး 1e က16 note နှလုံး and မှာ 8 note အဲ့တော့16 note နှလုံးအရင်တီးတယ်ပြီးတော့မှ8 note ကိုတီးတယ်တော့ 1e and 2e and 3e and 4e and အဲ့လိုတီးရအောင် 1e and 2e and 3e and 4e and 1e and 2e and 3e and 4e and ဒါလည်း triplet မဟုတ်သေးဘူး8 note triplet မဟုတ်သေးဘူး16 note နဲ့8 note နဲ့ပေါင်းတီးတယ် reverse gallop မှာသာဖြစ်သေးတယ်အဲ့တော့ metronome beat နဲ့တီးကြည့်မယ်ဆိုရင်2 3 4အဲ့တော့ gallop ကိုပြန်တီးမှဆိုရင်1 and 2 and 3 and 4 and 1 and 2 and 3 and 4 and 1 and 2 reverse gallop 1 and 2 and 3 and 4 and 1 and 2 and 3 and 4 and နောက်ဆုံးတစ်ခုကတော့ 8 note triplet ကကြတော့တပိမှာ note သုံးလုံးထိတယ်ဒါပေမဲ့အဲ့ note သုံးလုံးလုံးကညီတူ note တန်ဖိုးညီတူညီမျှဖြစ်ရမယ်ဘယ်လိုရေးတော့မလဲဆိုတော့1 triplet 2 triplet 3 triplet 4 triplet 1 triplet 2 triplet 3 triplet 4 triplet 1 triplet 2 triplet 3 triplet 4 triplet metronome beat နဲ့ရေးတော့မယ်ဆိုရင်2 3 4 1 triplet 2 triplet 3 triplet 4 triplet 1 triplet 2 triplet 3 triplet 4 triplet 1 triplet 2 triplet 3 triplet 4 triplet အဲ့တော့တပိမှာ note သုံးလုံးတီးရခြင်းတူပေမဲ့ triplet note 8 note triplet note ကကြတော့တပိမှာ note သုံးလုံးကို note တန်ဖိုးညီတူညီမျှတီးရမယ်နောက်တစ်ခုပထမဆုံးတစ်ခုလေ့လာခဲ့တဲ့ gallop ကကြတော့8 note တစ်လုံးအရင်တီးရပြီးတော့မှ16 note တစ်လုံးတီးရဆိုတော့1 and 2 and 3 and 4 and ရေးတွေ့ရမယ် e မရှိတော့16 note လေးလုံးမှာ 1e and မှာ e မရှိတော့မယ်နဲ့1 and 2 and 3 and 4 and ဆိုပြီးရေးတွေ့မယ်အဲ့တော့ဒုတိယ reverse gallop ကကြတော့ 1e and 2e and 3e and 4e and ဆိုပြီးရေးတွေ့တယ် 1e and 2e and 3e and 4e and ဒါလည်း note တပိမှာ note သုံးလုံးမှာဒါပေမဲ့16 note နှလုံးဒီအရင်တီးတယ်နောက်ပြီးတော့မှ8 note တစ်လုံးတီးတယ်ပထမတစ်ခုက8 note အရင်တီးတယ်16 note နှလုံးတီးတယ်နောက်ဆုံး triplet ကကြတော့တပိ note သုံးလုံးကိုညီတူညီမျှယူတွေ့ပြီးတီးတယ်သုံးခုလုံးကိုပြန်တီးကြည့်မယ်ဆိုရင်2 3 4 2 3 get up 1 and 2 and 3 and 4 and 1 and 2 and 3 reverse get up 30 down 30 down 40 down 1 down 30 down 30 down triplet 1 triplet 2 triplet 3 triplet 4 triplet 1 triplet 2 triplet